Van ကိုလေသိတိသွားကြပြီးအင်ကိုသမင်းစားဖိတ်မယ်ဆိုတဲ့ Rotten ကမ္ဘာတိုက်ခိုက်လောကရဲ့ထိပ်သီးကျယ်ပွင့်တဲ့ဦးကြားကယင်းနှီးမှုကပရိသတ်တွေကိုအံ့အားသင့်စေတယ်လို့အလွန်လဲစိတ်လို့ရှားဖို့ကောင်းနေပါပြီ။မေလ10ရက်နေ့ကကပတ်ကာကွယ်ပွဲပြီးအောင်မြင်မှုတွေနဲ့တူလူပြောများနေတဲ့ Joshua Van ကမေလ25ရက်နေ့မှာမလေးရှားနိုင်ငံကိုရောက်ရှိလာခဲ့တာပါ။မလေးရှားရောက်မြန်မာပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာအစောတော်ဖြူဖြူကျော်သိမ်းမှာတက်ရောက်အားပေးခဲ့တာကိုမြင်တွေ့လိုက်ရပါပြီ။အခုချိန်မှာတော့ Joshua Van ကမလေးရှားခရီးစဉ်ပြီးထိုင်းနိုင်ငံကိုဆက်လက်ထွက်ခွာဖို့ရှိနေပါပြီ။ဒီသတင်းနဲ့အတူထိုင်းနိုင်ငံရဲ့ Iron Man Rotten ကတော့ Van နဲ့ပတ်သက်ပြီးအင်မတန်ရင်းနှီးနှွေးထွေးတဲ့ဆန္ဒတစ်ခုကိုထုတ်ဖော်ပြောကြားလာခဲ့ပါပြီ။ Rotten က Van နေနဲ့ထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့မယ်ဆိုရင်ကိုရိုင်းလေရင်ကွင်းထိသွားရောက်ပြီးလိုက်လိုက်လဲလဲကြိုးဆိုသွားမယ်လို့ဆိုပါတယ်။ဒါတွေမကသေးပဲလေစိတ်ကနေတဆင့်ကိုရိုင်းနေရင်ထိကိုခေါ်ဆောင်သွားပြီးထိုင်းရိုးရာအတိုင်းအလေးနဲ့ထားကအကောင်းဆုံးအခမ်းပြုစုသွားမယ်လို့လည်းကြွေးကြော်ထားတာပါ။ကမ္ဘာအဆင့်တိုက်ခိုက်ရေးသမား2ဦးရဲ့ဒီလိုမျိုးရင်းနှီးတဲ့ဆက်ဆံရေးကတိုင်းပေါင်းစုံပြည်သက်တွေကြားထဲမှာတကယ်ကိုစိတ်ဝင်စားမှုမြင့်တက်စေပါတယ်။တကယ်လို့သာ Van တယောက်ထိုင်းပြည်ပေါ်ကိုရောက်ရှိလာခဲ့မယ်ဆိုရင် Rotten တယောက်ဘယ်လိုမျိုးအမိုက်စားအခမ်းမှုတွေနဲ့ကြိုးဆိုသွားမလဲဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါ။တိုက်ခိုက်ရေးလောကရဲ့ဒီလိုမျိုးခင်မင်မှုတွေကပဲအားကစားကိုပို့ပြီးတော့လှပစေတာပဲဖြစ်ပါတယ်ခင်ဗျာ။